အားလုံးပဲမင်္ဂလာပါဘီမိုကတ်ချာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ drone show ပွဲလေးကိုတွားကြည့်မှာဖြစ်ပါတယ် drone show ပွဲလေးရဆိုရင်ပြ memory ရဲ့ break တရားမှာချင်းမောက်သွားမှာဖြစ်ပါတယ်အဲ့တရားအပေါ်မှာပေါ့ drone show ပွဲလေးကိုကျွန်တော်အခု22ရက်နေ့ကကြည့်ခဲ့တာပေါ့နောက်ထပ်တောက်ကြားစနေနောက်တစ်ပတ်မှာလည်း drone show ပွဲလေးရှိပါတယ်တကယ်လို့ကိုကကြည့်နေဆိုရင်တွားရောက်ကြည့်ရှုနိုင်ပါခင်ဗျာပြီးတော့ကျွန်တော်တို့ drone show ပွဲမကြည့်ခင်ကျွန်တော် flower market ကိုအရင်သွားခဲ့ပါတယ်ကျွန်တော်တို့ flower market ကိုရောက်ပြီဆိုတာနဲ့ပန်းတွေအများကြီးကြောင်းချတာကိုတွေ့ရတယ်ဈေးလေးအရန်တန်တယ်တချို့တော်တော်များများကတော့ပန်းအလှလေးဝယ်ပြီးတော့ဓာတ်ပုံရိုက်ကြတာကိုတွေ့ရပါတယ်ပန်းတွေကတော့မျိုးစုံပဲတချို့ပန်းတွေကဆိုရင်ဖြင့်စီးဆူရတဲ့ပန်းတွေလည်းတွေ့ရပါတယ်ဈေးကတော့တော်တော်တက်တာပါတယ်တကယ်လို့ကိုကပန်းတွေကိုပြတ်တက်တယ်ကြိုက်တယ်ဆိုရင်သွားရောက်ကြည့်ရှုနိုင်ပါတယ်ဓာတ်ပုံရိုက်တာဝါသနာပါတာဖြစ်ဖြစ်အဲ့ရပန်းဝယ်ပြီးတော့ memorial brick မှာဓာတ်ပုံသွားရိုက်လို့ရပါတယ်အဲ့မှာလည်းတော်တော်များများဓာတ်ပုံရိုက်တာကိုကျွန်တော်တွေ့ခဲ့ရပါတယ်drone show ပွဲတွေကဆိုရင်8:45မှာစမှာဆိုတော့ကျွန်တော်တို့တရားပေါ်မှာဓာတ်ပုံတွေရိုက်ခဲ့တယ်နေဝင်စည်းစာရဲ့အလှတွေပြီးတော့တင်းမောတွေအလှတွေကျွန်တော်တို့ကြည့်စုခဲ့ပါတယ်drone ပွဲလေးကစတော့မှာဆိုတော့သူ LED မှာငါးလေးတွေတို့အရန်လှပါတယ်တကယ်ကိုကကြည့်ကျင်တယ်ဆိုတော့တွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်တကယ်လှပါတယ်ဗျ drone show ဝယ်ကဒီတရားရဲ့အပေါ်တဲတဲမှာပြမှာဆိုတော့တရားပေါ်ကကြည့်ရင်တော့တိတ်အဆင်မပြေနိုင်ဘူးအဲ့တော့ကျွန်တော်တို့တရားရဲ့ဘယ်ဘက်မှာရှိတဲ့အဲ့မုံစည်းတန်းအတန်းလေးအဲ့ဘက်ကိုကျွန်တော်ရှောက်သွားခဲ့တယ်ပြီးတော့ကျွန်တော်တို့ drone show ပွဲကြည့်ဖို့အတွက်နေရာကိုတေချာလေးရွေးပြီးတော့အရင်ဦးဆုံးစောသွားရင်တော့နေရာရတာပေါ့နော်တချို့နေရာကျစောကြီးရောက်ပြီးဥရာကြတဲ့နေရာရှိတယ်ကျွန်တော်တို့နေရာကတော့မစိုးလို့ပြောရမယ်ကဲ drone show ပဲလေးစပြီးတော့တကယ်ကြည့်လိုက်ပါတကယ်အရန်ကိုမိုက်ပါတယ်ဗီဒီယိုကြည့်ရတဲ့အပြင်မှာတကယ်ကိုလှတယ်အနီးကပ်လို့ဗီဒီယိုခံစားရတယ်တကယ်အားရပါတယ်ခင်ဗျသူပြတာတော့15မိနစ်လောက်ပဲပြတယ်ကဲကျွန်တော်စကားတွေအများကြီးမပြောတော့ကဲကိုယ်တိုင်ကြည့်လိုက်ပါဦး
ဟ
အခုဗီဒီယိုလေးကိုကြည့်နေတယ်မလို့ထင်ပါတယ်အခုလိုဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မိမိုကတ်ချာကပါ